ဆိုဖီယာဒီပြန်နေပြလေဆိုပါတယ်ဆိုဖီယာအခုရောက်နေတာကြတော့ဘာမှလဲဆိုရင်တန်းတော်မျိုးဝင်နားမှာရှိတယ် live party resort ဆိုတဲ့နေရာလေးမှာရောက်နေတာပါဆိုဖီယာဒီကိုရောက်တာဆိုရင်ဒီနေ့အချိန်ရောက်ပါပထမတစ်ချိန်တော့ဆိုဖီယာရောက်ခဲ့တော့ဆိုတော့တော်တော်လေးမိုက်တယ်အခုတို့ရက်ချိန်ရောက်တဲ့အချိန်မှာဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတာဆိုဖီယာနဲ့အတူတစ်ချက်လောက်လက်ကြည့်ပြပါဦးဒီမှာဆိုဖီယာအရင်ဆုံးတွေ့ရတာတော့အေရီယာကျဲကျဲမြခင်းပြင်ကြီးမှာတပ်ပုံရိုက်စရာနေရာတွေကစားစရာနေရာတွေအများကြီးပဲတွေ့ရတယ်အဖွဲလိုက်လဲစိုးလို့ရတဲ့နေရာတွေထားပေးထားသလိုမျိုးအေးစစ်စစ်ချီးလို့ရတဲ့နေရာလေးတွေလည်းထားပေးထားတာတွေ့ရတယ်အခုလိုမျိုးချစ်စရာနေရာလေးတွေနဲ့ဖိုတိုလှလှလေးတွေလည်းရိုက်လို့ရပါတယ်ဒါတော့ဆိုဖီယာနေရာပဲညကျရင်ဒီနေရာမှာဆိုဖီယာတို့လာစကြမှာပါနေရာဥလိုက်ဒီဆိုဖီယာတို့ယူထားတဲ့အခန်းရဲ့နာမည်လေးကကြတော့တာဆန်နဲ့အောက်မှာဆိုရင်တော့ private group လေးရှိတယ်ပြီးရင်ဟိုဘက်ကနေတက်လို့လည်းရတယ်တက်ရင်တော့ဒီမှာကရေချိုးခင်းအိမ်သာရှိတယ်ဒီကနေအခန်းအောင်တက်လဲရတယ်လို့ကုသနာဆိုဖီယာရှေ့မှာရက်ပြရတယ်ဒီဘက်ကနေတက်လို့ဆိုတော့အဲ့တော့ဆိုဖီယာအခုအထက်ကလေးကိုတက်လိုက်တဲ့အချိန်မှာသူကတက်ချင်းမှာတလိုမျိုးလေးထိုင်စရာနေရာလေးတော့လုပ်ပေးထားတယ်ပြီးဒီနေရာလေးကနေရှောက်ပြီးတော့ဒါကတော့ဆိုဖီယာတို့လည်းဖွာထားပြီးသွားပြီတာဆန်ခန်းလေးပေါ့နော်တာဆန်ခန်းနေသူကဒီတကားလေးဖွင့်လို့ရမယ်အနေနဲ့ brain box လေးကြည့်လို့ရတယ်ပေါ့နော်သူကတော့တစ်ပင်နေရဲ့ view ကိုရတယ်အဲ့ဒီပြင်ဒါကတော့ဒီချိုးခန်းအိမ်သာပါသူကဒီလိုလေးရှိပါတယ်အကုန်လုံးဝါးလေးတွေနဲ့ပဲလှဆင်ထားတာပါအခန်းစင်းတို့အကုန်လုံးက breakfast အပါကိုတသိန်းခွဲဝင်ချင်ပါဒါကတော့ဒုံးဆိုတဲ့အခန်းအမျိုးအစားပါအခန်းတိုင်းမှာတော့ private pool လေးတွေပါတာတွေ့ရပါတယ်ပြီးတော့ဆိုဖီယာဒီမှာကြိုက်တာတစ်ခုရှိတယ်ဒီမှာကျကိုယ့်ရဲ့ bag လေးတွေခေါ်လာလို့ရတယ်ပြပြမယ်နော်ကလေးရှိတဲ့တငယ်ချင်းတွေနဲ့သွားမယ်ဆိုတော့အဲ့လိုပဲသူတို့ကလူပြိုအပြိုကိုကတော့ကလေးထင်းယူဖြစ်လို့ကလေးတော့မသိဘူးဆိုဖီယာတော့တော်တော်မောနေပြီအခုလိုမျိုးတိုက်ကားလေးတွေလည်းမောင်းလို့ရပါတယ်နော်ဒီနေရာကဆိုဖီယာအချိုက်ဆုံးနေရာလို့ပြောလို့ရတယ်စိတ်လို့ကိုလို့ကိုခုံပြီးတော့အရာရာကိုပေါ့ပါသွားတာပဲအရန်ကြိုက်တယ်ဒီနေရာလေးကိုဒါကတော့အခုဆိုဖီယာတို့ဒီဝန်းထဲမှာမြင်ရတဲ့ night view လို့ပဲပြောရမှာအရင်တစ်ခေါက်ကဆိုဖီယာလာတော့ဒီနေရာလေးမှာကအဖွဲလိုက်ဗီဒီယိုကြည့်လို့ရတယ်အခုတော့ဆိုဖီယာတငယ်ချင်းရဲ့အခန်းမှာသွားပြီးခက်ကလေးတွေသဆော့လိုက်အောင်မယ်အခန်းစီလေးကတော့မြင်ရတဲ့အတိုင်းပဲအကောင်လေးရှိတယ်တန်ရှင်းရေးညံ့တယ်ဒါပေမဲ့တချို့အရာလေးတွေတော့ကောင်းမှုစိုးနေတယ်အားသာချက်အားနည်းချက်လေးတော့ရှိပါတယ် Baby little baby I'm hoping that you do I love you oh you are the sunshine through the sky you raise my hands and let me fly you are the one who makes me feel thank you baby just stand by me.
morning မှာ Sophia breakfast စားမှာလည်းဖြစ်ပါတယ်breakfast တော့ဘာဖြစ်လဲတော့မသိဘူး Sophia နဲ့ကြည့်လိုက်ခဲ့ဦးနော်ရောက်နေရစားတဲ့မုံဟင်းငါပါဒါတော့ရောက်နေရစားတယ်ဒါကနည်းနည်းထည့်လာတကယ်တော့ Sophia အရန်ကြိုက်တာမဟုတ်လားပြန်ငယ်နီးလေးမှာ Sophia review လေးနည်းနည်းပြပြမယ်။ဒီနေရာကအဝေးကြီးမသွားချင်တဲ့သူတွေအဝေးကြီးကိုမသွားနိုင်တဲ့သူတွေပေါ့နော်။မြို့ပြရဲ့အဝေးလေးကိုရောက်တယ်လို့ခန်းစားချင်တဲ့သူတွေအတွက်ဆိုရင်မစိုးဘူးလို့ပြောလို့ရပါတယ်။ဝန်ထမ်းလေးတွေရဲ့ service လည်းရန်ကောင်းတယ်။အဓိကကလိုအပ်နေတာကဒီ room တန်ရှင်းနဲ့ပြန်ပြီးတော့ renovation လေးလုပ်မယ်ဆိုရင်တော့ပိုကောင်းသွားမယ်လို့တော့ Sophia မြင်မိပါတယ်။ဒီနေရာကပပီလေးလည်းခေါ်လို့ရတော့အရန်ကိုအဆင်ပြေတဲ့နေရာလို့ပြောချင်ပါတယ်။အဲ့တော့ Sophia အားလုံးကိုနှုတ်ဆက်တယ် Sophia တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်